Hello အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ကတော့ PowerPoint လေးအကြောင်းပြောပြပါမှာအဲ့တော့ကျွန်မတို့က PowerPoint ကိုဖွင့်တဲ့အချိန်ကျကျွန်မတို့ screen ပေါ်မှာဒီလိုလေးပေါ်ပါတယ် PowerPoint ကဘယ်လိုနေရာမှာအဓိကအသုံးလေးဆို presentation ပြတဲ့နေရာမှာအသုံးများပါတယ်ကျွန်မတို့စာရရင်စာပဲရိုက်မယ်ဆိုကျွန်တော်တို့ Microsoft Word မှာသုံးပါတယ်စာရင်းဇယားတွေလုပ်တယ်ဆိုရင် Excel မှာသုံးပါတယ်ကျွန်တော်တို့ presentation ပြရင်တော့ PowerPoint ကိုသုံးပါတယ်အဲ့တော့ကျွန်မရဲ့ PowerPoint လေးကိုစဖွင့်လာရင်ကျွန်မကဒီမှာ click to F type နဲ့ဒီမှာ subtitle နဲ့ဒါကမူလစာမျက်နှာပါအဲ့မှာမှကိုယ့်ရဲ့ project ဆိုရင် project name လို့ပါတော့ဗောနော်အဓိကစာမျက်နှာပေါ့ဒါကိုရေးရပါမယ်ပြီးရင်ကျွန်မကဒီဘက်ပြီးမှာဒါက current sheet နော်ဒါက activate slide လို့ခေါ်ပါတယ်ကျွန်မဒီမှာဒီ slide က1ပဲရှိတယ်ဘာလို့လဲဆိုတော့ကျွန်မဆက်စအောင်ဖွင့်ရင်စာမျက်နှာတစ်ခုပဲရှိတယ်ပါအဲ့တော့ကျွန်မတို့ကစာမျက်နှာနောက်တစ်ခုကိုထပ်တိုးချင်ဘာလုပ်လို့ရလဲဆိုအန်နာခောက်ရင်စာမျက်နှာတိုးပါတယ်အန်ဒါခောက်နော်တစ်ခုကိုခောက်ကျွန်မထပ်လုပ်မယ်နော်အန်ဒါခောက်နောက်ထပ်တစ်ရွက်တိုးပါတယ် shortcut ကအန်နာခောက်ရင်တိုးတယ်နောက်တစ်ခုက control နဲ့ M နဲ့နော် control နဲ့ M နဲ့ကိုလုပ်ရင်လည်းတိုးပါတယ် control နဲ့ M နဲ့နော်ပြီးရင်ဖြတ်ချင် delete လုပ်လို့ရပါတယ်အဲ့တော့ဖြတ်ချင်ကျွန်မဒီမှာ slide က6ခုဖြစ်သွားပြီဆို slide 6 or 6လို့ပြောပါတယ်ကျွန်မအန်နာထပ်ခောက်ရင်7 or 7ဖြစ်ပါတယ်7 or 7เนาะဒါဆိုရင် slide ဒီမှာ1 2 3 4 5 6 7အဲ့တော့ကျွန်မကဒီ slide တွေကိုတိုးတာက enter ခောက်ရင်တိုးတယ်နောက်တစ်ခုက control နဲ့ sorry M နဲ့ကိုနှိပ်ရင်လည်း slide တိုးပါတယ်တစ်ခုက control နဲ့ M နဲ့ကိုနှိပ်ရင်လည်း slide တိုးပါတယ်ဒီမှာဆို8ခုဖြစ်သွားပြီနောက်တစ်ခုက right click နှိပ်ပြီးတော့မှ new slide ဆိုရင်လည်း slide တိုးပါတယ်ဒီမှာ right click နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ new slide ယူရင်လည်း slide တိုးပါတယ်အဲ့တော့ slide တွေကိုဖြတ်ချင်တယ်ဆိုရင်ကိုဖြတ်ချင်တဲ့ slide ပေါ်မှာ select မဲ့ delete လုပ်ရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်8ကျန်တယ်ကျွန်မဒီ8ကိုဖြတ်ချင်တာမဟုတ်ဘူး9ကိုဖြတ်ချင်တာဒီ9ဆိုရဲ slide ကိုကျွန်မဒီမှာဒါလေးကဝင်သွားပြီဆိုရင်ဒီမှာကသူ့ရေးထားတဲ့စာပဲเนาะအဲ့တော့ကျွန်မကဒီဟာလေးကိုဖြတ်ချင်တာအဲ့တော့ကိုဖြတ်ချင်တဲ့ slide ကို select မဲ့ delete လုပ်ရင်ဖြတ်ပါတယ်เนาะအဲ့တော့ကျွန်မကနံပါတ်5ဒါက select 5ပါဒါမျက်နှာ9ပေါ့เนาะအဲ့ဒီမှာကျွန်မစာရေးပါတယ်ကျွန်မစာလေးရေးပါတယ်အဲ့တော့ကျွန်မရဲ့ slide ကဒီကနေပြီးတော့70ဖြစ်ပါတယ်ကျွန်မဖြတ်ချင်တာစာမျက်နှာ9ကိုဖြတ်ချင်တယ်ဆိုရင် slide 5ကို select မှတ်ကြရဒီဘက်မှာမှတ်ပါနော်ဒီဘက်မှာမှတ်ပြီးတော့မှ delete လုပ်ရင် slide ပြတ်ပါတယ်နော်အဲ့တော့ကျွန်မတို့ဒီဟာရေသုံးတာကတော့ Microsoft Word နဲ့ Excel နဲ့အတူတူပါပဲဒီ home မှာဆိုရင်စာတွေပါပြင်လို့ရတယ်ကျွန်မဒီမှာစာရိုက်တယ်ဆိုရင်ဒီရိုက်တဲ့စာကကျွန်မတို့ဒီ home မှာဆိုရင်ဒီကနေပြီးတော့စလုံးဖောင်တွေပါဘိုးတွေပါကအကုန်တူပါပဲဒါတွေကလည်းငကိုအတိုင်းပဲပေါ့နော်ကျွန်မဒီမှာ shape ဆိုလဲဒီလို shape ပါနော်အဲ့မှာ shape ပေါ်မှာစာရေးခြင်းရင်လည်း right click နှိပ်ပြီးတော့ add နဲ့စာရေးလို့ရပါတယ် fade color တွေပါအကုန်လုံး Microsoft Word နဲ့သုံးတာချင်းအကုန်တူပါပဲ insert ဆိုကျမတို့ picture တွေပါလုပ်လို့ရတယ် shape တွေလုပ်လို့ရတယ် smart app တို့ chat တို့လုပ်လို့ရပါတယ်အဲ့တော့ကျမကတခုပေါ့နော်တခုလုပ်ပြပါမယ် slide လေးတခုကိုအဲ့တော့ကျမကဒီမှာစဦးချင်း main စာမျက်နှာ main စာမျက်နှာနေကျမနောက်တစ်ရွက်ယူထားမယ်2ရွက်ပဲယူထားလိုက်ဦးမယ်နော်ကျမတို့ဒီမှာ click to F title အဲ့တော့ F title နေရာမှာကျမကဘာယူမလဲဆိုတော့ဒီမှာစာရေးမယ်เนาะကျမကစာရေးရင်ဒီမှာတစ်ခါလေးရေးလို့ရပါတယ်เนาะတို့ကဒီမှာစာရေးဖို့နေရာလေးတွေပြီးရင်စာရေးဖို့နေရာဒီမှာပြီးသွားရင်အချင်းအချုပ်အချက်လုပ်လို့ရပါတယ်ကိုကစာကိုအများကြီးထပ်ရေးခြင်းအန်နာခောက်လိုက်ရင်အောက်ကဒီဘောက်ကပူကျဲသွားပါလိမ့်မယ်အဲ့တော့ကျမက home decoration ပေါ့เนาะဒါလေးကိုကျမစာရေးတယ်ပြီးရင်ကျမဒါလေးကိုတနေရာမှာထားလိုက်တယ်ခေါင်းအပေါ်လေးမှာပဲပေါ့နော်ပြီးွားရင်ကျမကဒီဟာကိုမလို့ကိုယ်စိတ်ထဲမှာမလို့ဘူးဆိုရင်delete လုပ်လိုက်တယ်ပြီးရင်ကျမဒီမှာပုံထည့်မယ်ဆိုလဲငကိုတိုင်းပဲ insert ထဲက picture ထဲကနေပြီးတော့ကျမပဲ home decoration ဆိုတော့ပို့လုံးမဲ့ဥစ္စာပေါ့နော်ကျမ desktop ပေါ်မှာ PowerPoint ဆိုပြီးတော့ကျမဒီအိမ်ပုံလေးပေါ့နော်ဒီအိမ်ပုံလေးကိုကျမထည့်လိုက်တယ်ဒီထဲကို
ဒါကပေမစာမျက်နှာအဲ့တော့ပေမစာမျက်နှာဆိုတော့ကျမကဒီဟာလေးကိုဒီလောက်ဘောင်လေးတွင်းမှာလိုချင်တော့ကျမအရင်ဆုံး cross လုပ်ပါမယ် cross ရင်လုပ်မယ်နော်ဒီနေရာကြီးကပိုနေရထင်လို့ကျမ cross လုပ်ပါရဲ့အောက်တွေကိုလည်း cross လုပ်ပါရဲ့ဒါတော့ကိုယ့်ကိုအဆင်ပြေတယ်လို့လုပ်နော်ကျမ enter ခောက်လိုက်ပါရဲ့ဒါမျိုးလေးအဲ့ဒါလေးကိုကျမပုံလေးကိုချဲ့ပါမယ်ပုံလေးကိုချဲ့တယ်ဒါမျိုးလေးပေါ့နော်ကျမပုံကိုဒီတိုင်းချဲ့လိုက်တယ်ပြီးသွားရင်မ crop လေးနဲ့နည်းနည်းလေးထပ်ပြီးတော့အောက်ကိုအောက်ကိုနည်းနည်းဆွဲပြီးတော့အန်နာခောက်ပါတယ်နော်ဒါတော့ကိုယ့်ရဲ့ပုံချင်းတွေပေါ်မူပြီးတော့ကျမတို့ကပြင်ရပါမှာအဲ့တော့ကျမရဲ့ home decoration ဆိုတဲ့စာသားအောက်မှာရောက်နေတယ်အပေါ်မှာဒီပုံရောက်အဲ့တော့ကျမကဒီအပေါ်မှာအဲ့စာကိုလိုချင်တယ်အဲ့တော့ right click နဲ့ပုံကို right click နဲ့ပြီးရင် sample လုပ်လိုက်ရင်ဒီဟာ home decoration ဆိုတာပေါ်လာပါတယ်အဲ့မှာမှကိုကဒီစလုံးလေးကိုအနီအောင်ထားရင်လည်းထားပါတော့ကိုအဆင်ပြေအယောင်ထားလို့ရပါတယ်အဝါရောင်လေးငွေအောင်ကိုမြင်ရမယ့်အရာလေးပေါ့နော်ရွှေ့ခြင်းရင်ကျမတို့ဒါလေးနဲ့ရွှေ့လို့ရပါတယ်အဲ့မှာကျမကဒီအောက်မှာပဲဒီအောက်ကလေးမှာအိမ်ရဲ့ဒီအောက်လေးမှာအိမ်ရဲ့လိပ်စာလေးကျမထည့်ရအောင်အဲ့တော့ကျမကဒီဟာကိုစာထည့်ရိုက်ချင်တယ်ဆိုဒါကို copy ယူပြီးတော့ control လေးကိုဖိပြီးတော့ကျမ copy ယူလို့ရပါတယ်control လေးကိုဖိပြီးတော့ copy ယူလို့ရပါတယ်ပြီးသွားရင်ကိုကဒီမှာအိမ်လိပ်စာပေါ့နော်အိမ်လိပ်စာဆိုဥပမာကျမတချို့ရေးလိုက်မယ်နော်နံပါတ်1ပေါ့နော်ရန်ကုန်ပေါ့နော်โอเคကျမတို့ကတကယ်လို့တကယ်အိမ်လိပ်စာရေးရဆိုဒါက famous ပိုက်တယ်အဲ့တော့ဒီဟာကသူ့ထက်စလုံးဆောင်တေးရပါမယ်ဒါလောက်ပေါ့နော်အဲ့မှာကိုကဒါကမမြင်ရအောင်ကောင်းမမြင်ရအောင်စလုံးဖောက်ကလည်းသေးချင်တယ်ဆိုကျမတို့နောက်တစ်ခုလုပ်လို့ရတာက insert ထဲကကျမတို့ဒီ shape ကလေးနဲ့ shape ကလေးနဲ့ကျမဒီ shape ကလေးကိုယူပါတယ်ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာပြီး right click နဲ့ပြီး edit tab ဆိုပြီးတော့ကျမတို့အိမ်လိပ်စာလေးပဲဖြစ်ပေါ့နော်ရေးလို့ရပါတယ်နံပါတ်1000ပေါ့နော်ဒါမျိုးလေးပေါ့ကျမတို့ဒီလိုလေးရေးလို့ရပါတယ်ဒါမျိုးလေးနော်အဲ့တော့ကျမနောက်တစ်ရွက်ကိုသွားမယ်နောက်တစ်ရွက်ကိုသွားမယ်ဆိုရင်ကျမဒီနေရာမှာစာရိုက်မယ်အဲ့တော့ကျမက living room idea living room idea လို့ရိုက်မယ်ပြီးရင်ကျမတို့ကဒီမှာစာထည့်ရပါမယ်ကျမရိုက်ရမယ် living room idea ဆိုကိုကဒီ living room ကိုဘယ်လိုလုပ်ထားရပေါ့နော်ကျမတို့ဒီလိုစာရိုက်ရပါမယ်အဲ့တော့ကျမကတော့စာမရိုက်တော့ပါဘူးကျမစာကိုတစ်ချက် copy တစ်ချက်ကူးပြီးတော့အဲ့ဟာကြီးပဲကျမ copy ကူးလိုက်ပါမယ်တော့ကျမခဏလေးနော်Control C ကျမဒီမှာနော်ဒါ model living room design ပါညာပေါ့အဲ့မှာမှကျမကပုံထည့်ပါမယ်ဒီမှာ living room ပုံအဲ့တော့ insert ထဲက picture ကိုသွားပါတယ် this device ကနေပြီးတော့ကျမရဲ့ living room လေးပေါ့နော်ကျမဒါလေးကိုထည့်လိုက်တယ်ဒါကိုဖြတ်ပါအဲ့မှာကျမထည့်လိုက်ပြီးသူဒီမှာဘလို့ပုံစံလိုချင်လဲဆိုတာကျမတို့ဒီမှာ auto ပါပါတယ်ဒီဘက်ပြင်မှာ auto ကျလာပါလိမ့်မယ်အဲ့ပေါ့ဘူးလားကျမဒါကိုမယူဘူးပြင်ပြမယ်နော်တစ်ချက်ကွက်ကိုပြင်မယ်ဆိုရင်ကျမကဒါလေးကိုဒီတိုင်းလေးပေါ့နော်အချင်းကျယ်လုံးမယ်
ပြီးရင်ဒီဟာဒါလေးကိုကျွန်မစလုံးဖောက်နည်းနည်းကြည့်မယ်စလုံးဖောက်နည်းနည်းကြည့်မယ်ဆိုကျွန်မ20လောက်ပေါ့အဲ့တော့ PowerPoint က Microsoft Word နဲ့မတူပါဘူး Microsoft Word ကကြောက်စာရိုက်တာအဓိကစာရိုက်တာမဟုတ်ကျွန်တော်တို့ရဲ့စလုံးဖောက်နေတာparagraph ရဲ့စလုံးဖောက်နေတာ17 12ပဲတုံးပါတယ် PowerPoint ကကြောက်ကျွန်တော် presentation ပြတာမလို့ကျွန်တော်တို့စလုံးဖောက်နေတာနည်းနည်းကြီးလို့ရပါတယ်เนาะအဲ့တော့ကျွန်မဒီမှာ living room idea ပေါ့ okay ဒါလေးကိုကျွန်မတစ်ခါတည်းပြင်ပါတယ်တခုကိုကျွန်မတို့ကဒီ idea အောက်ကဟာပေါ့နော်ကျွန်မက3ရက်ပြမှာပါ living room ရယ် bedroom ရယ် kitchen ရယ်3ရက်ပြမှာဆိုတော့ဒီဟာလေးကတညီရဲဖြစ်ရင်ပိုကောင်းပါတယ်အဲ့တော့ကျွန်မပြီးမှလုံလေးကိုပြမယ်နော်ကျွန်မဒါလေးရသွားပြီကျွန်မဒါလေးကိုလည်းအဲ့လိုပဲ copy လေးအပေါ်လေးကိုနည်းနည်းလေးတင်လိုက်ပါတယ်ဒါပြီးသွားပြီ okay အဲ့တော့ကျွန်မကနောက်ထပ်တက်ရွက်ယူမယ်နောက်ထပ်တက်ရွက်ယူမယ်ဆိုကျွန်မ under တစ်ခါခောက်ရပါတယ် under တစ်ခါခောက်ပြီးတော့ကျွန်မဒီမှာတစ်ခါထပ်ပြီးတော့ဒီစာကိုသွားယူရပါတယ် bedroom ဆိုတော့ bedroom ကို copy ကူးရပါတယ်ပြီးရင်ကျွန်မဒီ PowerPoint ကိုသွားပါတယ်ဒီကနေပြီးတော့တစ်ခါစာရိုက်ပါတယ်ပြီးသွားရင်ဒီမှာ bedroom idea လို့လုပ်ပါတယ်အဲ့တော့ဘာဖြစ်တက်လဲဆိုတော့ကိုကဒါနဲ့ကို sequence ပေါ့နော် idea လေးဟိုပုံစံလေးခက်ဆင်ဆင်လေးဖြစ်ချင်တော်တော်ကြီးကိုနှိရခတ်ပါတယ်အဲ့တော့ကျွန်မတို့ကအဲ့လိုလုပ်မယ်ဆိုဘယ်လိုလုပ်လဲဆိုတော့ကျွန်မဒါကို delete လုပ်တယ်နော်ဒီ layer ကိုပဲကျွန်မတစ်ထပ်ထဲ copy ကူးမှာဒီ layer ကိုပဲတစ်ထပ်ထဲ copy ကူးမယ်ဆိုကျွန်မတို့ကခဏလေးနော်ဒါဒီဘက် balance ညီကျင်တယ်ဆိုဒါလေးကိုလည်းဒီဘက်နည်းနည်းတိုးလို့ရပါတယ်ဒါတော့ကိုယ့်ကိုအဆင်ပြေတယ်လို့ပြောနော်ဟိုဘက်နဲ့ဒီဘက် balance ညီနေကျွန်မဒါရောက်အရင်မပြတော့ဘူးနော်ကိုယ့်ကိုစမ်းကြည့်ပါဒါလေးကိုလည်းဒီဘက်နည်းနည်းတိုးလို့ရပါတယ် okay ဒီလိုပုံစံလေးပေါ့ကျွန်မကဒီအတိုင်းကိုနောက်တစ်ရက်တိုးချင်တာအဲ့တော့ဒီနေရာမှာ right click နဲ့ပြီးရင်ကျွန်မတို့ duplicate slide ဆိုတာရှိပါအဲ့ duplicate slide ကိုလုပ်ရင်ဒီမှာနောက်ထပ်ဒီပုံစံအတိုင်းပဲနောက်ထပ် living room ကိုနောက်ထပ် copy ပွားပြီးနောက်ထပ်တစ်ခုထပ်ထွက်ပါတယ်အဲ့နေရာမှာကျွန်မရဲ့ bedroom idea ကိုဒီနေရာမှာ living room idea မှာကျွန်မက bedroom ဆိုပြီးတော့ပြောင်းလိုက်ရုံပါပဲနော် bedroom idea ကျွန်မဒီနေရာတွေကို select မှတ်ပြီးရင် bedroom idea လေးကိုကျွန်မ control V နဲ့ select ချလိုက်ရုံပါပဲ okay အဲ့မှာဒါကစလုံးဖောက်ဘယ်လောက်နဲ့ရေးထားလဲ20အဲ့တော့ဒီ bedroom ရဲ့စလုံးဖောက်ကိုလေကျွန်မက20ပြန်ပြောင်းရပါမယ်အခုဒီစတစ်ချက်ပြန်လုပ်မယ်နော်ဒီမှာ bedroom idea လေးကိုကျွန်မတစ်ချက် copy ပြန်ကူးလိုက်ပါဦးမယ် bedroom idea control C bedroom idea နည်းနည်းလေးများနေလို့ပါအဲ့တော့ကျွန်မရဲ့စလုံးဖောက်ကိုကျွန်မအရင်ပြင်ပါတယ်ဒီမှာနော်20ပြင်လိုက်တယ်ဘာဖြစ်လို့20ပြင်လဲဆိုတော့ဒီ living room ရဲ့ဒါကလေ20မလို့ကျွန်မဒီ bedroom ရဲ့ idea ကိုလေကျွန်မ20ပြင်ပါတယ်ဒါလေးကပို့နေတော့ကျွန်မဖြတ်လိုက်ပါတယ်โอเคကျန်တာကိုလည်းဒီအတိုင်းလေးပဲကျွန်မတို့ညှိလို့ရပါတယ်နောက်တစ်ခုကကျွန်မဒီနေရာမှာ bedroom ကိုထည့်ရမယ် bedroom ကိုထည့်ရမယ်ဆိုကျွန်မတို့ပုံမှန် insert ထဲက picture ထဲက data file ကနေပြီးတော့ကျွန်မဒီမှာအိတ်ခမ်းသွားထည့်လို့ရပါတယ်ဒါဆိုနောက်တစ်ခုထပ်ထွက်တယ်เนาะအဲ့တော့ကျွန်မတို့ကနောက်တစ်ခုထွက်တယ်ဆိုရင်ကျွန်မဒါကို select မှတ်တယ်เนาะဒီပုံကို select မှတ်ပြီးတော့ right click နှိပ်မယ်ပြီးရင်ဒီမှာ change picture ဆိုတာလေးကိုတွားချိန်ပါ change picture ပြီးရင်အိတ်ခမ်းလေးကိုဒီမှာရွေးလိုက်ပါတယ်အဲ့တော့ငကို picture နေရာမှာပုံချိန်သွားပါအဲ့တော့ပြင်ရင်ဒီလိုလေးပဲပြင်ပါ right click နှိပ် change picture နဲ့တွားပြေးပါပြီးရင်ကျွန်မတို့က right နောက်ထပ် duplicate slide ထပ်ယူပါတယ်ပြီးရင်ဒီနေရာမှာကကျွန်မ kitchen သွားပါမယ်ဒီမှာက kitchen idea control C ဒီနေရာမှာ
control V ထုံးစံအတိုင်းပဲကျမက20ပြောင်းရပါမယ်နော်ပြီးရင်ဒီနေရာမှာ right click နှိပ်တယ် change picture this step by ကနေပြီးတော့ကျမ kitchen လေးကိုရွေးပါမယ်sorry ကျမ kitchen လေးပါအဲ့တော့ PowerPoint ရဲ့သဘောကပုံမှန်ကတော့ကိုလုပ်ချင်တဲ့ idea လေးဆိုပြီးခဏလေးနော်ပုံလေးနဲ့စာလေးနဲ့တွဲပြီးတော့ presentation လုပ်ပြပေးရဖြစ်ပါတယ်အဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ခါလေးကြာရင်ကျမတို့ကအခုလုပ်နေရအောင်အဆင်ပြေပုံတွေကဒီလိုရွေ့သွားတတ်တယ်နော်အဲ့တော့ကျမတို့ကပုံတွေကို load ချလို့ရပါတယ်ကျမဒီမှာ right ဒီပုံကိုဆိုကျမဒီမှာ right click နှိပ်တယ်ပြီးရင် lock ဆိုတာရှိပါတယ်ဒါလေးဆို lock ချသွားပြီပြီးရင်ဒီစာကိုလည်းကျမတို့ lock ချလို့ရပါတယ်ဒါဆို lock ဒီစာလောကြပါပြီဆိုကျမလုံးဝရွှေ့လို့မရဘူးဒီပုံလည်းလုံးဝရွှေ့လို့မရတော့ပါဒါရေးဆိုရင်ကျမတို့လော့မချထားတဲ့ဟာရွှေ့လို့ရပါတယ်ကျမ control ဆက်ပြန်ခေါ်မယ်နော်ဒီစာဆိုလည်းကျမကြိုက်တဲ့နေရာကိုရွှေ့လို့ရပါတယ်အဲ့တော့ကိုကတေချသွားပြီဒီဟာရေးတေချသွားပြီဆိုပုံကိုလည်းလော့ချလို့ရပါတယ်စာကိုလည်းလော့ချလို့ရပါတယ်နော်နောက်တစ်ခုကျမကဒါလေးကိုနောက်ထပ်တစ်ရွက်လိုချင်တယ်အန်တာသွားပါတယ်ဒီမှာကျမနည်းနည်းလေးလုပ်ပြလိုက်မယ်နော်ကောင်းမလဲဆိုတော့ကျမတို့ရဲ့လုပ်တဲ့သင်ပေါ့နော်ဒါကကြတော့ဒါကျမတို့ရဲ့ group လေးပေါ့နော်ဒီနေရာမှာကျမဒီမှာစာရိုက်ချင်တယ်ဒါလည်း Microsoft Word မှာကျမအသေးစိတ်ပြောပြီးပါပြီဒီမှာတော့ထပ်မပြောတော့ဘူးပေါ့နော်အသေးစိတ်ကအဲ့တော့ကျမတို့က edit တက်ဒီမှာဘယ်သူရှိမလဲကျမတို့ CEO ရှိမယ်ပြီးသွားရင်ဒီနေရာမှာကျမအကြမ်းမြင်ရိုက်တာเนาะဒီမှာဆိုရင်ကျမဒီ manager ရဲ့ဘေးမှာနောက်ထပ် site engineer တွေတခုထပ်ထည့်ခြင်းအဲ့တော့ဒါရဲ့ဘေးမှာထည့်ခြင်းဒါကို select မှတ်ပါတယ် right click နှိပ်ပါတယ် F shape ဆိုတာမှာ left လား right လားဆိုတော့ကျမက afra ပေါ့နော်ဒါ afra ဆိုပြီးတော့ဒီမှာ editor နဲ့ပြီးရင်ကျမတို့ကဒီ star လေးတွေကိုပြောင်းခြင်းဒီပုံကိုကျမတို့ပြောင်းခြင်းဒါကိုဆက်လက်မှတ်ဒီနေရာလေးမှာကျမတို့ double click เนาะဒီလိုလေး double click နှိပ်လိုက်သူပြောင်းလို့ရတဲ့ဟာကြီးပါပါတယ်အဲ့တော့ကျမက color ကို change ခြင်းဒါလေးပေါ့เนาะ colorful လေးလုပ်ခြင်းဒါမျိုးလေးအများကြီးပါကိုအဆင်ပြေတဲ့ဟာလေး change လို့ရပါတယ်ဒါမျိုးလေးပေါ့เนาะအဲ့မှာမှသူ့ရဲ့ဒီမှာဖောင်းကြွလေးလုပ်ချင်ဒီမှာဖောင်းကြွလေး site ကလေးကိုလုပ်ချင်လဲဒီအောက်မှာဒီလိုပုံစံနေဒီလိုပုံစံနေအဆင်ပြေတဲ့ပုံစံလေးလုပ်လို့ရပါတယ်အဲ့တော့ဘာကိုအဆင်ပြေပေါ့เนาะကျမတို့ရှောက်လုပ်လိုက်မယ်เนาะအဲ့တော့ပုံကိုသေးချင်လည်းသေးလို့ရရဲ့ကြီးချင်လည်းကြီးလို့ရပါတယ်ပြီးပါရင်ပုံကိုလော့ချလို့ရပါတယ်ဒါလေးနောက်တစ်ခုလုပ်မယ်ဆိုကျမအန်တာတစ်ခါထပ်ခောက်ပါတယ်ပြီးွားရင်ကျမကဒီမှာဒါမျိုးလေးပေါ့နော်ပြီးရင်ကျမတို့ရဲ့ဒီ
မှာပုံလေးထည့်မယ်ဆိုကျွန်မ insert ထဲက picture ထဲကနေပြီးတော့ကျွန်မတို့ရဲ့ဒီပုံလေးပေါ့နော်ပုံလေးရဲ့ပုံလေးကိုကျွန်မတို့ထည့်လို့ရပါတယ်အဲ့မှာဒါလေးကိုထည့်ပါတယ်ပြီးရင်ဒီပုံကိုကျွန်မဝါးကျင်တယ်ဆိုရင်ဒီမှာ transparency ကနေပြီးတော့ကျွန်မတို့ဒီမှာဝါးလို့ရပါတယ်ဒါမျိုးလေးပြီးပါရင်ကျွန်မရဲ့ဒီပုံလေးကို time to back တွားလို့ရပါတယ်ဒါလေးပေါ့နော်အဲ့ဒါလေးကိုမှကျွန်မဒါလေးကိုသေးပြီးတော့မှကိုအစဉ်ပြေးရဲ့နေရာလေးမှာတွားချလို့ရပါတယ်โอเคဒါတော့ကျွန်မအကျမ်းပြတာเนาะကျွန်မတို့ slide လုပ်ရင်ဒီတိုင်းလုပ်လို့ရတယ်အဲ့မှာမှကျွန်မကဒါလေးကလိမ်မော်လေးနဲ့တုံးထားတော့ဒီ living room idea တို့ဘာတွေကိုအကုန်လုံးကိုလည်းကျွန်မတို့လိမ်မော်အောင်လေးပြောင်းသုံးလို့ရပါတယ်ကျွန်မလောချထားရတယ်ဒါเนาะကျွန်မ unlock လုပ်လိုက်တယ်เนาะ unlock လုပ်ပြီးတော့မှဒါကြီးဘာကိုလည်းလိမ်မော်အောင်လေးပြောင်းလို့ရပါတယ်ဒါဆိုရင်လည်းကျွန်မ kitchen idea okay ဒီ background ကမျိုးလေးအဲ့မှာမှကျွန်မကဒါပြီးသွားပြီအကျန်းကင်းကျွန်မတို့ဒီဘက်ပေးမှာ design ဆိုတာရှိပါတယ်ဒီလို design လေးလုပ်လို့ရပါတယ်ဒါတော့ကိုယ့်ကိုအဆင်ပြေတယ်လို့ပေါ့နော်ဒါလေးတွေကိုကျွန်မတို့စမ်းလို့ရပါတယ်ဒီလိုပုံစံလေးတွေဒီလိုပုံစံလေးတွေအမျိုးလေးတွေပေါ့နော်အောက်မှာလေးကြံပါသေးအဲ့တော့ကိုယ်အဆင်ပြေရပုံစံလေးနဲ့ကိုသွားပြီးတော့စမ်းလို့ရပါတယ်မနှက်ဖြန်ကြရင်တော့ကျွန်မဒီ slide show တို့ record တို့ပြီးရင်ဗီဒီယိုထည့်ရလေးကျွန်မပြောပြပေးပါမယ်ကျွန်မရဲ့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲကျွန်မရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်